ဒါပြက်များသွားဒီနေရွက်ရဲ့နောက်ပဲအဲ့နေဒါထိဆရာကမင်းတို့ဓာတ်ရိပ်တာပြမှာနော်ဓာတ်ရိပ်တော့မယ်ဆိုလို့ရှိရင်ဆရာတို့ပုံမှန်ထွင်မာနဲ့ဓာတ်ဝိုက်တဲ့အတိုင်းပဲဝိုက်ထားမယ်ကြံနေတဲ့သပင်လေးကိုပဲဆရာတို့ကဓာတ်လိုက်ရိပ်မှာနော်ဥမာ taper fade တွေ normal cut တွေမှာလည်းဓာတ်ရိပ်ပေးပို့လာတယ် taper fade တွေမှာဆိုလဲဒီလိုနှကွင်း share အရိပ်တွေကဓာတ်ရိပ်ပေးလို့ရှိရင်ပို့လှတယ်ပို့လွင်းတယ်ဒီလိုနှစ်ဖူးထောက်နေလဲအဲ့တိုင်းပဲနောက်ပြီး head tattoo ဖော်တဲ့ခါမှာလဲဓာတ်ရိပ်ပေးလို့ရှိရင်ပို့လှတယ်ပို့လွင်းတယ်နော် clipper နဲ့ခုနလို white ထားပြီးတော့မှဓာတ်ရိပ်လည်းရတယ် trimmer နဲ့ white ထားပြီးဓာတ်ရိပ်လည်းရတယ်နော်ဓာတ်ကိုင်မဲ့ဆိုရင်ဆရာတို့ဒီလိုလေးကိုင်တာဒီလိုကိုင်ဒီအတက်ကလေးကလက်သားအောင်မှတွင်းလိုက်နော်နောက်ပြီးလို့ရှိရင်လက်မနဲ့လက်ညှိုးဒီလိုလေးကိုင်မယ်ရွလေးနော်ဒီလိုကြီးမဟုတ်ဘူးအားကြီးတိတ်ထဲတယ်မလို့နော်ဒီနေရာလောက်ကိုကိုင်နော်ဒီနေရာကြီးတော့မကိုင်နဲ့ဒီလိုကြီးမဟုတ်ဘူးနော်ဒီလောက်ပဲဖွားလေးပဲဓာတ်ရိပ်တဲ့ခါလက်တာမှရမယ်နော်လက်ကျန်းလို့မရအောင်ချွတ်လက်အရန်ကျန်းတယ်အရန်ကျန်းလို့ရှိရင်မရအောင်နှထင်ခွေးကိုရင်စဝိုင်းဒီလက်မနောက်ကနေဓာတ်နောက်ကအမြဲတမ်းလိုက်မယ်ဒီလိုနော်ဓာတ်ဒီလိုထားမယ်လက်ကလေးလေးဒီမှာထောက်တာနော်ဒီမှာကြည့်1 2 3 4 5ဒီအကွေးနားဒီဝိုက်လာခဲ့နောက်တစ်ခါပြန်သွားမယ်1 2 3 4 5နှစ်ခေါက်နဲ့မှမရရင်3ခေါက်ပြန်သွားတဲ့ရင်သွားဒါမဲ့ထားတော့ဒါလေ့ကျင့်တာဖြစ်လို့2ခေါက်လောက်ဆိုရက်လိုက်တယ်နော်ရဲကြနေမှာဆိုလို့နောက်လို့ချင်းဒီနှထင်ကွေးနားကနေပြီးတော့အောက်ကိုဆွဲချနောက်ပြီး favorite ကလေးနဲ့ဆွဲချဒီဘက်က favorite ပါတခါလေးကင်နော်ဒီမှာကြည့်ရွက်ရှိပွားအောင်နော်ဒီနားအနေနဲ့ရွက်ပေါ်တီးပွားနော်တခါလေးနှင်းတော်ယူလို့မရအောင်နော်နည်းနည်းချင်းစီယူဒီမှာကြည့်ဒီမှာတော့မယ်လေးလာမယ်နော်လက်ထဲမှာထည့်ပြီးဒီလိုလှိမ့်အဲ့ဒီမှာကြည့်နေရွက်ပေါ်ကနေနေရွက်နောက်ထိဝှိုက်ရှာမယ်နှစ်ခေါက်ပြန်သွားမယ်ဒီနောက်မှာမှုညင်းလေးရှိလိမ့်မယ်အားလေးရှစ်ချဓာတ်ပြက်များသွားဒီနေရွက်ရဲ့နောက်ပဲအဲ့နေဓာတ်ထိဒီနေရာမှာဒီနေရွက်နောက်ကစဖိုက်လဲရတယ်ဒီနဘန်းဆက်ကစဖိုက်လဲရတယ်ဒါပေမဲ့ဝင်လို့ကောင်းတာဒီနောက်ကနေဝင်တာပိုကောင်းတယ်အဲ့တော့ဒီနောက်ကနေသွားမယ်နော်နင်းနောက်ကနေစဝင်မယ်ဒီမှာလက်မလေးကဓာတ်နောက်ကအမြဲတမ်းလိုက်မယ်ဓာတ်မထည့်နဲ့နော်မင်းတို့ရုပ်ကောင်းမှလေ့ကျင့်တဲ့ခါအဘိနိယရှိသွားမယ်ဒီနေရာကိုကျတော့နေရာကလေးကိုဆွဲမယ်ဆွဲပြီးတော့မှနှထင်ခွေးကိုဓာတ်ဖင်လေးနဲ့ဝိုင်းဒီနေရာရဲ့နောက်မှာကျတော့ဒီဘက်မှာလက်ပြက်လေးဆွဲရတယ်ကုတ်တွဲလို့ဆိုပိုဆိုးတယ်ကုတ်ရှည်တော့ဒီတိုင်းဝင်လို့ရတယ်နော်ဒီတိုင်းပဲပုံမှန်တိုင်းနောက်ကိုဆုပ်ပြီးတော့ဝင်သွားလို့ရတယ်ကုတ်ရှည်လို့ရှိရင်တော့ဒီလိုအပေါ်ကနေလက်ပြက်လေးကင်ပြီးခွဲလက်ပြက်လေးနဲ့ဒီလိုလှိမ့်ကြည့်ဒီတဲ့နဲ့တော့ညီလာကြည့်လိုက်ညီပြီဆိုမှအခုဒီဖူးတောင်းနေဖော်ရင်လေဒါနဲ့ဖော်မင်းပို့လှတယ်ထိတ်ကိုရင်ဖော်မယ်ထွင်မစနစ်ရင်ဖော်တာဖော်ထားပြီးမှဒါနဲ့လာအဘိဓိပါခွဲကြောင်းလည်းထွင်မစနစ်ရင်ဖော်ပြီးမှဒါနဲ့လာမျက်ခုံးမွေးလေးလည်းရေးလို့ရတယ်တချို့ယောက်ျားလေးလည်းမျက်ခုံးမွေးရေးတဲ့လူရှိတယ်ဓာတ်ကိုင်တော့တစ်ခါလေးလေးကျလိုက်လေးကျအောင်မနော်